အရှိုးပါကိုရောဟုတ်တယ်ကိုဘာလို့ပို့လဲကိုလိုင်းပေါ်မှာနာမည်ကြီးနေလို့ဘာဖြစ်လို့လဲကျွဲစိမ်းမဲဖားပြီးတော့နာမည်ကြီးနေလို့အော်အဲ့ဒါကျော်သိမ်းမဲလက်ဖောက်လာပေါ့လောင်းစားလုံးချင်းဘယ်ကြေးဖောက်မှာပြော10သိန်းนี่လောင်းချင်းရှုံးရင်30ရှုံးရင်10သိန်းနိုင်ရင်ကျွန်တော်က30ပေးရမှာဟုတ်တယ်တပူးပဲဖောက်မှာပေါ့တပူးပဲဖောက်မှာယောက်ျားโอเคအဲ့ဆိုရင်10သိန်းပေးအခုလောလောဆယ်ပတ်စံမပါဟမ်အခု3မိန်းပေးသွားမယ်ဟိုက3မိန်းနော်โอเคရပြီပေးတော့3မိန်းတော့နော်ဟုတ်ပြီပေးမကျော်သိန်းတပူးယူပေးလိုက်မှာဖောက်မှာလာမနော်အားလုံးတွေးတယ်နော် Oh my god wow ပေါက်မှာဘယ်လိုလဲပါပါပြီလားပါပါပြီတော့ပြဘယ်လိုလဲမမလည်းပြကဲမပါဘူးနော်အဲ့ဆိုရင်အိုးဝေးယူလာလိုက်ပြီနော်ဟုတ်ပြီ7သိန်းနဲ့လည်းပြန်ရွေးမှနော်ဟုတ်ပြီဘယ်နေ့အတွင်းလည်းရွေးမှလဲမရွေးသေးအိုးဝဲရှုံး3ရက်အတွင်းလည်းရွေးဘလိုခံစားဆိုတော့ရီကျင်တာပေါ့ဘလိုကောင်ရီရပေါ့နေ့အတွင်းနော်โอเคနောက်လောင်းကျင်လည်းရလေတယ်နော်ကြေးထိုက်ခေါ်တယ်ဒါလို့အော်ကိုပြောမနေ့တုန်းက3မိန်းလက်ပြန်ရွေးတာပေါ့3မိန်းလည်းပြန်ရွေးလားဟုတ်โอเค7သိန်းဟုတ်ကဲ့ဒီမှာ10သိန်းပေးမရတော့3မိန်းတော့7သိန်း7သိန်းနော်ဆက်လိုက်ကိုစီမ3မိန်းတော့နော်ဟုတ်ဘယ်လိုလဲလောင်းဖို့စိတ်ဝင်စားသေးလားဟမ်စိတ်ရောဝင်စားတယ်ဒါပေမဲ့ပတ်စံမပါတော့ပတ်စံမပါရင်ရတယ်လေ3မိန်းထပ်ထားခဲ့ပေါ့ဒါပေမဲ့ကြေးကြီးသွားမယ်နော်နောက်ထပ်လောင်းမှာအစိတ်ကြီးလောင်းမှာအစိတ်ကြီးလောင်းမယ်ဆိုတော့ပေါက်ရင်ကျွန်တော်ဘယ်လောက်ပေးရမလဲ50ပေါ့ Oh my god wow 50ပေးရမယ်အခုအကိုလောင်းတာအခုအိမ်ကအမျိုးသမီးတွေပါတင်ရောပြဿနာတက်နိုင်လားပြဿနာတော့မတက်ဘူးခိုးလောက်တာပေါ့ခိုးလောက်တာနောက်ဒီက line မတင်နိုင်မတွေ့နိုင်ဘူးလားကိုမျိုးသမီးသူက line မတော့ line မတော့လားအဲ့တော့ရင်အစိတ်ဒီလောင်းမှာပေါ့ဟုတ်ကျော်တိုင်းတစ်ပူလောက်ယူပဲအဲ့တော့ရပြီဖောင်းနော်ပေါက်ရင်ကျွန်တော်50ပေးမှာမပေါက်ရင်တော့ကိုတိတ်စိတ်နော်ဒီ3မိန်းကိုထပ်ထားပြီးတော့လောင်းတာနော်ဟုတ်ကဲ့ပါဗျာဘလိုခံစားဆိုတော့ရီကျင်တာပေါ့ဘလိုကောင်ရီရပေါ့စိတ်မကောင်းကိုအဲ့ဒါ3မိန်းထားပါ3မိန်းပြန်ထားပါနော်အဲ့တိုင်းစိတ်ကိုနောက်ကိုဘယ်နေ့အတွင်းလဲရွေးမှာလဲ9ရက်ပေါ့ဒီပေါကြတာ9ရက်ကြော်ရင်ဘယ်လိုလောက်ရမလဲကျွန်တော်9ရက်ကြော်ရင်ပြန်လာမှာပေါ့9ရက်အတွင်းလည်းမရွေးနိုင်ဘူးဆိုရင်ဘယ်လိုလောက်ရမလဲလို့9ရက်အတွင်းမရွေးနိုင်ရှုံးတော့အဆုံးနော်ဗီဒီယိုတက်တဲ့ရှိတယ်နော်ကိုနော်ရတယ်โอเค9ရက်အတွင်းနောက်ထပ်လောင်းချင်တယ်ရတာနော်ခြေထပ်မြင့်ချင်လည်းရတာနော်စိတ်တော့မကောင်းဘူး